မင်္ဂလာပါလက်ပြဖို့အသုံးပြုပုံလေးကိုကျွန်တော်မျှဝေပေးတာပါကျွန်တော်တို့စသုံးတော့မယ်ဆိုရင်စက်ရဲ့ညာဘက်အောက်ခြေမှာ AC ပေါက်ရှိပါတယ် AC ကျုပ်ကို AC ပေါက်မှာတက်ပေးပါထွက်လာတဲ့ခေါင်းကိုကြတော့ကျွန်တော်တို့ဒီဘက်က plug မှာတက်ပေးလိုက်ပါတော့ကျွန်တော်တို့တန်မိုးရှိတဲ့ projector လေးတွေကို save ဖြစ်ဖို့အတွက်ဒါမျိုး secret လေးတွေခံသုံးပေးဖို့အရေးကြီးပါတယ်လျှက်စစ်ပစ္စည်းဆိုင်တွေမှာမေးပြီးတော့ဝယ်လို့ရပါတယ်ဝယ်တဲ့အခါမှာအသုံးပြုပုံကိုတခြားလေးမေးပြီးတော့ဝယ်ပေးပါစစ်ကက်ခံပြီးတော့ပလက်လက်တက်ပြီးပြီဆိုတော့ကျွန်တော်တို့ဆက်နဲ့2ရက်အကွာဝေးကိုအနည်းဆုံး6ပေမှအရင်ထားလိုက်ပါကျွန်တော်တို့ position ယူလိုက်ပါနော်12ပေထိထားလို့ရပါတယ်ဝေးလေးစိုက်ကြည့်လေးပါနောက်တစ်ခုကကျတော့ဆက်ရက်လေးဘူးထွက်ပေါက်ကနောက်မှရှိတဲ့အတွက်ဆက်ကို2ရက်မှကတ်ပြီးတော့ထားမယ်ဆိုရင်တပေလောက်အနည်းဆုံးခွာထားပြီးဖို့လိုပါတယ်အရေးကြီးပါတယ်ဒါတွေအားလုံးပြီးသွားပြီဆိုရင်တော့ဆက်ကိုဖွင့်ဖို့အတွက် remote နဲ့အနီရောင်ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါလက်ယူဖိုးကရုပ်ထွက်ပြတ်သားမှုကိုအလိုလျောက်ချိန်ပေးတဲ့စနစ်ပါတဲ့အတွက်အဲ့ဒါတွေအားလုံးပြီးတဲ့အထိကိုကျွန်တော်တို့ခဏစောင့်ပေးရပါမယ်သူက auto focus စနစ်ကိုစောင့်ပေးရတယ်ပေါ့နော်ဒါမျိုးလေးအလိုလျောက်ချိန်ပေးရပါတော့သူကပြတ်သားမှုကိုချိန်ညှိပေးတာပါကျွန်တော်တို့မျက်လုံးနဲ့ကြည့်လိုက်ပါနော်ကျွန်တော်တို့မျက်လုံးနဲ့အဆင်မပြေသေးဘူးဆိုရင် remote control နေပြီးတော့ F အပေါင်းနှုတ်လေးကိုတစ်ချက်ချင်းစီနှိပ်ပြီးတော့စိတ်ကြိုက်ပြန်ပြီးတော့ချိန်ညှိလို့ရပါတယ်ကျွန်တော်မိအလင်းရောင်ထဲမှာပဲဆန်ပေးထားတာပါ remote control လေးကိုအသုံးပြုပုံလဲကျွန်တော်ပြပေးခြင်းလို့ပေါ့နော်ချိန်ညှိမှုတွေအားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အရင်ဦးဆုံး Wi-Fi သွားပြီးတော့ချိန်ရပါမယ်ကျွန်တော်တို့ remote control ရဲ့ home ခလုတ်ရဲ့ဘေးမှာပေါ့နော် menu လေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒုတိယတစ်ခုကနောက်ဝက်ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်နောက်ဝက်ထဲရောက်ပြီဆိုတော့ remote control နဲ့ OK ကိုပဲထပ်နှိပ်လိုက်ပါအဲ့လိုနှိပ်ပြီးဆိုတော့ကျွန်တော်တို့ဒီမှာနောက်ဝက်တွေကျလာတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ Wi-Fi နာမည်ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ password လေးတွေရိုက်ပါနော် remote control နဲ့အမှာကနန်းဆိုရင်ဟိုအောက်ဆုံးမှာရှိရပါနော်ကျွန်တော်တို့ TV သုံးသလိုပဲအတူတူပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ password လေးကိုရိုက်ထည့်လိုက်ပါpassword ရိုက်ထည့်ပြီးဆိုတော့ back လောက်ပေါ့နော် back လောက်လေးကိုတစ်ချက်ပဲနှိပ်ရပါမယ်နှစ်ချက်နဲ့အပြင်ပြန်ရောက်သွားမယ်နော်ပြီးရင် OK ကိုနှိပ်လိုက်ပါဒါဆိုရင်သူ connecting လုပ်လိမ့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ connected ဖြစ်သွားပါပြီ connected ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ remote control ကပဲ back လောက်မြအကွေးလေးပေါ့နော်မြအကွေးလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ပြန်ထွက်လိုက်ပါမယ်ရှေ့ဆုံးကိုပြန်ထွက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ YouTube တွေ Netflix တွေအဲ့လိုကြည့်လို့ရပြီပေါ့နော် line သုံးလို့ရပါပြီနောက်တစ်ခုကကျွန်တော်တို့ဖုန်းတွေနဲ့ wireless ချိတ်ပြီးသုံးမယ်ဆိုရင်တော့ projector မှာကောဖုန်းမှာကော Wi-Fi ချိတ်ထားပြီးဖို့လိုပါတယ်ပြီးပြီဆိုရင် Android ဖုန်းဆိုရင်ဒီပညာဘက်အပေါ်မှာ guideline ဆိုတာရှိရပါတော့အဲ့ဒီတွေကို okay လေးတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါ projector မှာဒီတိုင်းပဲထားပြီးလိုက်ပါတော့ထားပြီးပြီဆိုတော့ကျွန်တော်တို့ဖုန်းကနေပြီးတော့note bar လေးဆွဲချပြီးတော့ကျွန်တော်တို့ cache ကိုနှိပ်ပြီးတော့ search လုပ်ပြီးတော့ကျွန်တော်တို့ချိန်လိုက်ရင်ရပါပြီဒါဆို Android ဖုန်းနဲ့ချိန်လို့ရပြီပေါ့နော်ကျွန်တော်ပြန်ထွက်လိုက်မယ်နောက်တစ်ခုကကျတော့ iOS ဖုန်းပေါ့နော် iOS user တွေအတွက်ကကျတော့ဒီဘက်အပေါ်မှာအပြောင်အောင်လေးနဲ့ message share ဆိုပြီးရှိပါတယ်အဲ့ဒီတွေကိုပဲ okay လေးနှိပ်ပြီးတော့ဝင်လိုက်မယ်ခုန Android ဖုန်းလိုပဲကျွန်တော်တို့နှိပ်ပြီးတော့ဖွင့်ထားပေးရမယ်ပေါ့နော်ဖွင့်ထားပြီးပြီဆိုမှကျွန်တော်တို့ဒီ QR တွေဘာမှဖတ်စရာမလိုပါဘူးကျွန်တော်တို့ဖုန်းကနေပြီးတော့ညာဘက်ကနေ quiet setting လေးကိုဆွဲချပြီးရတယ် screen mirroring ဆိုတာလေးကိုနှိပ်ပြီးတော့ search လုပ်ပြီးတော့ connect လုပ်လိုက်ရင်ရပါပြီနောက်တစ်ခုကျတော့ကျွန်တော်တို့ဒီ HDMI player လေးနဲ့တွဲမယ်ပေါ့နော်ဥပမာ laptop နဲ့တွဲမယ်ဆိုရင်ကျွန်တော်တို့ HDMI ကြိုးကို laptop မှာတစ်ခုတက် projector ရဲ့အနောက်က HDMI ပေါက်မှာတစ်ခုစီကြိုးကိုတက်ပေးရပါမယ်တက်ပြီးပြီဆိုတာနဲ့ဒီမှာ HDMI source signal ရှိရပေါ့နော်ဒီမှာအကွက်ကလေးရှိတယ်အဲ့ဒီအကွက်ကလေးတွေကို okay လေးနှိပ်ပြီးတော့ဝင်လိုက်ရင်လည်းရတယ် remote ကနေပြီးတော့နှိပ်ပြီးတော့ HDMI ကိုနှိပ်လိုက်ရင်လည်းရပါတယ် remote ကညာဘက်အပေါ်ကပေါ့နော်ဒါဆိုရင်တော့ HDMI က connected ဖြစ်သွားပါလိမ့်မယ်နောက်တစ်ခုကကျတော့ USB stick သုံးမယ်ပေါ့နော်ကျွန်တော် USB stick သုံးမယ်ဆိုရင် projector ရဲ့နောက်က USB အပေါက်ကလေးမှာတက်ပေးလိုက်ပါတက်ပြီးပြီဆိုရင်ဒီ media တွေကိုပဲပေါ့နော်ဒီထဲကိုဝင်လိုက်ပါဝင်ပြီးပြီဆိုတော့ဒီမှာကျွန်တော်တို့ storage တွေပေါ်ပါတယ် USB တက်ထားရင်ပေါ်ပါတယ်ဒီမှာကျွန်တော်တက်မထားလို့မပေါ်ဘူးပေါ့နော်နောက်ပြီးတော့ရုပ်ရှင်ဇာတ်ကားဝါသနာရှင်တွေအတွက်ကျွန်တော်ဒီမှာ application တွေထည့်ပေးထားပါတယ်Bioscope ရှိမယ် MSet movie ရှိမယ် MSet ရုပ်ရှင်ရှိမယ်ပေါ့နော်အမှ Maha application တွေလည်းကျွန်တော်ထည့်ပေးထားပါတယ်ဒါတော့လာစင်ကြီးတင်ပြီးတော့ကြည့်ရတာပေါ့နော် Bioscope ဆိုရင်တော့သူ့ရဲ့ software ထဲမှာပဲလာစင်ကြီးကိုယ့်ကိုတင်ပြီးတော့ကိုယ့်ကိုဝယ်လို့ရပါတယ်နောက်တစ်ခုက application download ဆွဲဖို့အတွက်ကကျတော့ App Store ထဲမှာဝင်ပြီးတော့ download ဆွဲလို့လည်းရပါတယ် App Store ကတော့သူက original application ပေါ့နော်အဲ့ဒါမှကျတော့ကျွန်တော်တို့ရဲ့ system application တွေကို update လုပ်တာတွေဒါမှမဟုတ်တခြား application တွေ download ဆွဲချင်တာဆိုရင်လည်းရတယ်နောက်တစ်ခါကျတော့ Apple TV ပေါ့သူ့ရဲ့အောက်ကပေါ့နော်အဲ့မှာကျတော့ကျွန်တော်တို့ Gmail account တွေပါမလို့ပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့လိုချင်တဲ့ application တော်တော်များများဒီထဲမှာရှိပါတယ်ဒါကျွန်တော်တို့ဒီ projector ကျတော့ TV OS ကိုတောင်းထားတာဆိုတော့လေအဲ့တော့ TV OS ကဒီ Apple TV ထဲမှာတော်တော်လေးကိုစုံပါတယ် Google Play Store သုံးနေတယ်ဆိုရင်လည်း Google Play Store မှာ Gmail login ဝင်ပြီးတော့သုံးလို့ရပါတယ်ကျွန်တော်တို့ application တွေရှိတဲ့နေရာကိုသွားချင်တယ်ဆိုရင် menu လေးကိုနှိပ်လိုက်ပါအပေါ်မှာ app ဆိုတာရှိရပါတော့အဲ့ဒီထဲကို okay နှိပ်ပြီးတော့ဝင်လိုက်ပါအဲ့ဒီမှာကျွန်တော်တို့ရဲ့ application တွေအားလုံးရှိပါတယ်အဲ့ဒီမှာရှိတယ်ပါနော်
နောက်တစ်ခုက setting ပိုင်းလေးပြောပြမယ်ကျွန်တော်တို့ remove ကနေ menu ကိုနှိပ်မယ်ပြီးရင်အောက်ဆုံးမှာ setting ဆိုတာလေးရှိရပါတော့အဲ့ဒီ setting တွေကိုကျွန်တော်တို့ okay တစ်ချက်နှိပ်ပြီးတော့သွားမယ်ဒါရှေ့ကနောက်ဝက်ပေါ့နော်နောက်ဝက်ကတော့ကျွန်တော်တို့ခုနသွားခဲ့ပြီးပြီအတူတူပဲပေါ့နော်ဒီဘက်ကကျတော့ projection setting မှာကျတော့ဒီအပေါ်ဆုံးမှာ projection method ရှိရပါတော့အဲ့ဒီ projection method ဆိုတာကကျွန်တော်တို့ဒီစခွင်ကိုအပေါ်အောက်ဇောက်ထိုးတွေအဲ့လိုလောက်တာပေါ့နော်ဟိုမှာ sailing ဆွဲတာမျိုးအဲ့လိုမျိုးလေးတွေပေါ့နော်ခါတလေကြာရင်ကျွန်တော်တို့မှားနေမိတာမျိုးဆိုရင် projection method ထဲကိုဝင်ပြီးတော့ front မှာပဲထားပြလိုက်ရင်ရပါတယ်နောက်တစ်ခါကျတော့ data တစ်ခု auto focusing ပေါ့နော် auto focus နဲ့ပေါ့အကောင်ကို on ထားမှလားပိတ်မှလားဒါမျိုးလေးလောက်ထားလို့ရပါတယ်နောက်ပြီးတော့ movement auto focus ကျွန်တော်တို့စက်ကိုရှေ့တိုးနောက်ဆုတ်လုပ်တဲ့အခါမှာ auto ချိန်ပေးမှလားဒါလေးတွေလည်းကိုဖွင့်ချင်လားပိတ်ချင်လားအဲ့လိုလုပ်လို့ရပါတယ်သူအောက်ကတစ်ခုကကြတော့ automatic vertical correction ပေါ့နော်ဒါတော့ keystone correction ပေါ့ဗျာဒါလေးတွေပိတ်ထားခြင်းလည်းရတယ်ဖွင့်ထားခြင်းလည်းရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့တောက်လေးတောက်ကိုလိုသလိုပြန်ချိန်ခြင်းလည်းဆိုရင်တော့သူ့ရဲ့အောက်မှာ advanced keystone ရှိရပါတော့အဲ့ဒီမှာကျတော့ကျွန်တော်တို့ size ဆိုပြီးရှိတယ်နောက်တစ်ခုက corner ဆိုပြီးရှိတယ် size ဆိုတာကကျွန်တော်တို့အချက်လိုက်ကိုချိန်တာ corner ဆိုတာကတော့တောင်လေးတောက်ကိုတစ်ခုချင်းစီကိုချိန်တာပေါ့နော်အဲ့တော့ size ကိုချိန်မယ်ဆိုရင်တော့ size ကိုရွေးထားပြီးတော့အောက်ကိုတစ်ချက်ရွှေ့ပြီးဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်ကျွန်တော် remote control ကပဲမြားကလေးတွေကိုသုံးပေးရမယ်ပေါ့နော်သူရဲ့စခွင့်အလဲမှာလဲသူပြပေးထားတယ်သူမြားကလေးတွေကိုသုံးရမယ်ဆိုပြီးတော့သူပြပေးထားတယ်ပေါ့နော် okay ရဲ့ပက်လက်မှာမြားကလေးတွေရှိတယ်အဲ့ဒါလေးတွေနဲ့ပဲကျွန်တော်တို့အပေါ်အောက်ပေးကိုလိုသလိုပြန်ချိန်လို့ရပါတယ်ဒါကတော့ site ကိုကျွန်တော်တို့အချက်လိုက်ချိန်တာပါတောင်လေးတော့ကိုတစ်ခုချင်းစီချိန်မယ်ဆိုရင်လည်းပြန်ထွက်လိုက်ပါထွက်ပြီးအပေါ်မှာ corner ဆိုတာလေးကိုရွေးပေးလိုက်ပါရွေးပြီးရင်အောက်ကိုပြန်ချပြီးပြီဆိုတာနဲ့okay နေပြီးတော့ဝင်ပြီးသွားပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့တောင်လေးတော့ကိုလိုသလိုချိန်သွားလို့ရပါတယ်ကျွန်တော် remove ကနေပဲသူက okay ပက်လက်မှာမြားလေးတွေရှိပါတော့အဲ့ကောင်လေးတွေနဲ့ပဲအပေါ်အောက်ပေးရွှေ့မယ်ပြီးရင်နောက်တစ်ခုကိုပြောင်းမယ်ဆိုရင် remove control ကနေအလဲက okay ခလုတ်ကလေးကိုနှိပ်ပြီးတော့ရွှေ့လိုက်လို့ရပါတယ်ဒါ okay နှိပ်လိုက်တာနဲ့သူရွှေ့သွားမှာပေါ့နော်တစ်ဖက်ကိုရွှေ့သွားမှာပေါ့နော်ပြီးရင် okay ကိုပြန်နှိပ်လိုက်ရင်တစ်ဖက်ကိုရွှေ့သွားမယ်အဲ့လိုလေးတွေပဲကျွန်တော်တို့ချိန်သွားလို့ရပါတယ်နောက်ပြီးတော့သူ့ရဲ့အောက်မှာဒီကောင်ကျတော့ကျွန်တော် celebrate လုပ်တယ်ဆိုတာကကျွန်တော်တို့ဒီ screen ရဲ့ position ကိုဟိုတဲ့ထားရင်တဲ့ပေါ်အောင်လို့သူကအဲ့လို position ယူတာပေါ့နော်ခါလေးကြရင်ကျွန်တော်တို့ကဟိုမှားနိုင်မိတာမျိုးတွေရှိတယ်အဲ့လိုမျိုးတွေရှိလာပြီဆိုရင်ဒီ celebrate လုပ်ပြီးမှသာ screen က၄တော့ကြပြန်ဖြစ်တာပေါ့နော်အဲ့တော့ celebrate လုပ်မယ်ဆိုရင်နေရနဲ့ projector နဲ့ကိုတဲ့မှာထားပေးရတယ်တက်တန်းနဲ့ထားပေးရတယ်ပေါ့နော်ကျမ်းပြင်နဲ့အမြင့်ပြိုင်အဲ့လိုထားပြီးတော့ကျွန်တော်တို့ okay လုပ်လိုက်ရင်ရပါတယ်ဒါလေးကကျွန်တော် reset လုပ်တာပေါ့နော် reset လုပ်လိုက်ရင်ကျွန်တော်ခုနချိန်ထားတဲ့ဟာတွေအားလုံး reset ဖြစ်သွားမှာပါနောက်ပြီးတော့ဒီမှာ custom zoom ကျွန်တော် zoom ချုပ်မယ်ချက်မယ်လုပ်မယ်ဆိုရင် custom zoom ကိုကျွန်တော်တို့ on ပေးဖို့လိုပါတယ်တော့ on လိုက်ပေါ့နော် on ပြီးပြီဆိုရင်အောက်ကိုရွှေ့လိုက်ပါအဲ့ဒီမှာလဲ scaling ပေါ့နော် scaling ဆိုတာကိုလည်း on ထားလို့ရပါတယ်ပြီးပြီဆိုရင်ကျွန်တော်တို့ခြုံနေတယ်ဆိုရင် remove ကနေပြီးတော့မြားလေးကိုတုံးပြီးတော့ပဲခြုံသွားလိုက်လို့ရပါတယ်ဒါကတော့ zoom ခြုံတာပေါ့နော် zoom ဆိုတာကကျွန်တော်တို့ချဲ့လို့တော့မရဘူးပေါ့နော်ခြုံလို့ပဲရပါမယ်ကောင်းတာတော့ကျွန်တော်တို့ zoom ချုပ်တာတဲ့ဆိုင်ကျွန်တော်တို့ projector ကိုအရှိတူပြီးတော့ပဲတီးလိုက်တာပို့ပြီးတော့ရုပ်ထွက်ကောင်းပါတယ်အခု projection setting ဘိုင်းကိုပြောပြတာပါနောက်တစ်ခါကျတော့ time ဆိုတာကကျွန်တော်တို့အချိန်ကြီးပြင်တာပေါ့နော်ဒီမှာကျွန်တော်တို့မြန်မာ time မဟုတ်ရင်တော့မြန်မာ time ထားဖို့အရေးကြီးပါတယ်တကယ်လို့မြန်မာ time မဟုတ်ဘူးဆိုရင်ကျွန်တော် YouTube ကလုံးဝဝင်ပြီးကြည့်လို့ရမှာမဟုတ်ဘူးပေါ့နော်ဟိုအချိန်နဲ့ YouTube နဲ့ဆက်ဆက်မှုရှိပါတယ်ဒီဘက်က common ဆိုတာကကျွန်တော်တို့ဒီမှာ language တွေမှာဘာသာစကားပြောင်းလို့ရမယ်နောက်ပြီး keyboard တွေထည့်လို့ရမယ်အဲ့ဒါလေးတွေပေါ့နော်ပြီးရင်ဒီမှာ default ဆိုတာလေး HDMI ထားမှာလား HDMI နဲ့တွဲထုံးထားရဆိုရင်တော့ဒီမှာ default မှာ HDMI ထားလို့ရတယ်အဲ့တော့ကျွန်တော် projector ဖွင့်လိုက်တာနဲ့ HDMI တန်းဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာ power move ကတော့ကျွန်တော်တို့ standby မှာပဲထားပြီးလိုက်ပါသူ့အောက်ကတစ်ခုကကျတော့ system recovery ပေါ့ system recovery ဆိုတာကကျွန်တော်တို့ projector တစ်ခုလုံးကို factory reset ချတာနဲ့အတူတူပဲပေါ့နော်ကျွန်တော် recovery လုပ်မယ်ဆိုရင်ကျွန်တော်တို့တင်ထားသမျှ software တွေ setting ပိုင်းတွေအားလုံးငကိုအစ်အတိုင်းလေးပြန်ဖြစ်သွားပါမယ်အားလုံးပြတ်သွားမယ်ပေါ့နော်တင်ထားသမျှ software တွေပြတ်သွားမှာပါအဲ့တော့မလိုအပ်ရင်မလုပ်ပါနဲ့ cancel ထားလိုက်ပါဒီမှာတော့ဒါ device name တွေရှိမယ်ပြီးတော့ဒီဘက်က bluetooth ပေါ့နော် bluetooth ဆိုတာကတော့ကျွန်တော်တို့ဒီ bluetooth speaker box တွေချိတ်တာမျိုးတွေကိုဒီ bluetooth setting မှာဝင်ပြီးတော့ချိတ်လို့ရပါတယ်နောက်တစ်ခုကကြတော့ system info ပေါ့နော် system info ဆိုတာကတော့ projector ရဲ့အချက်လက်တွေပါဒီမှာ internet storage ဘယ်လောက်ရှိလဲ RAM ဘယ်လောက် ROM ဘယ်လောက်ပေါ့နော်ပြီးရင် Android version ဘယ်လောက်ပြီးတော့ CPU GPU တွေဒီမှာဝင်ပြီးတော့ကြည့်လို့ရပါတယ်ဒါတော့သူ့ရဲ့အပူချိန်ပေါ့နော်အပူချိန်ကိုလည်းဒီမှာပြပေးထားတယ်ဆက်ရဲ့အပူချိန်ကိုသိချင်တယ်ဆိုရင်လည်းသူ့ရဲ့ info မှာဝင်ပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ GPU လေးတွေပေါ့နော်ဒါဆက်အကြောင်းအသေးစိတ်လေးတွေပါ
ဒါတော့သူ့ရဲ့ setting အပိုင်းခြားလေးတွေပေါ့နော်တောင်းရတာလည်းရိုးရှင်းပါတယ်ရှိုးရှိုးရှက်ရှက်တွေလည်းမရှိပါဘူးပြီးတော့ကျွန်တော်တို့ projector ကိုပိတ်တော့မယ်ဆိုရင် remote control ကနေပြီးတော့အနီရောင်ကိုတစ်ချက်နှိပ်လိုက်ပြီးရင်နောက်ထပ်တစ်ချက်နှိပ်အနီရောင်ကိုနှစ်ချက်နှိပ်ရတယ်ပေါ့နော် power clock ကိုနှစ်ချက်နှိပ်လိုက်ရင်ပိတ်သွားပါပြီဒါဆိုရင်ရပါပြီအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်